exercise 1.2 Am I making what you A2 plus AA square minus A plus B and A2 plus BA square minus FH FH plus 3A have a common factor H plus 2 find A and B ဟုတ်ပြီအဲ့တော့တချို့တို့ကဒီမှာဗာလဲဆိုလို့ရှိရင်မေကွန်းကကျွန်တော်အရှိပု္ပ္ပစာတွေကကြတော့ဟိုကကိန်းတန်းက expression ကတစ်ခုပဲပေးထားတယ်ကိန်းတန်းတစ်ခုစီပဲတချို့တို့ပေးထားတယ်ဒါပေမဲ့ဒီမှာကြတော့ကျွန်တော်ကိန်းတန်းဘယ်နှခုပေးထားလဲနှစ်ခုဖြစ်သွားတယ် n နဲ့ဆက်ထားတာဆိုတော့တချို့တို့နှစ်ခုကိန်းတန်းနှစ်ခုပေးထားတယ် h2 plus ah square minus h plus b ရဲ့ h2 plus bh square minus 5h plus 3a ရဆိုပြီးတော့ကိန်းတန်းနှစ်ခုပေးထားတယ်အဲ့ဒီမှာသူတို့နှစ်ခုလုံးရဲ့ common bond factor ဆိုတာကじゃဒီနှစ်ခုလုံးကိန်းတန်းနှစ်ခုလုံးရဲ့စာခွဲကိန်းကကျတော့ h plus 2ဒီကောင်နဲ့ကျတော့စာပေးရုံပဲနော်အဲ့တော့အဲ့ဒီကနေပြီးတော့မှကျတော့ဒီကိန်းတန်းကြီးကမတိကိန်းကဘာတွေပါနေလဲဆိုတော့ a တွေ b တွေပါနေတာဖြစ်တဲ့အတွက်ကြောင့်ကျတော့အဲ့ဒီ a တွေ b တွေကိုဘာလုပ်ပေးရမလဲရှာပေးရုံပဲရမယ်နော်โอเคဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျတို့အရင်ဦးဆုံးကျတို့တွက်နေကြအတိုင်းပဲစပြီးတော့ကျတို့တွက်မယ်အရင်ဦးဆုံးမတိကိန်းထားမယ်ဆိုတော့ကျတို့ let ဟုတ်လားအဲ့တော့ solution နဲ့ let ကျတို့ let ကျတို့ကိန်းတန်းတစ်ခုပြတဲ့အတွက်ကြောင့်ကျတို့ f4h equal to ကျတို့ h2 plus a square minus h plus b okay နောက်တစ်ခုကကြတော့ကျတို့ GOH equal to h2 plus BA square minus 5h plus 3a ဟုတ်တယ်နော်ကျတော့ကိန်းတန်းနှစ်ခုပေးထားတယ်ကျတော့အဲ့တော့ f4h နဲ့ GOH ဆိုပြီးကျတော့နှစ်ခုထားပေးရမယ်ပေါ့ okay ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့မေးခွန်းကလည်းသူက common factor ဆိုတော့နှစ်ခုစလုံးရဲ့ဒီဘုံစာခွဲကိန်းပေါ့နော်ကိန်းဒီ h plus 2ဖြစ်တဲ့အတွက်ကြောင့်ဒီကျတော့ကကျောင်းမှာဒီတဲ့အတိုင်းဆိုရင်ကျတော့ဒီတိုင်းသွားရအောင်ကျတော့က combination rest the h plus 2ကျတော့ is a နော် h plus 2 is a ပါလဲ common factor c o m n common factor f a c t o common factor of ကျတော့ဒီပါလဲနှစ်ခုလုံးက f4h and GOA f4h and ကျတော့ပါလဲ GOA နှစ်ခုလုံးအတွက်နော်ဘုံနှစ်ခုလုံးအတွက်ကျတော့ဒီf4h and GOA နော်အဲ့ဒါဆိုလို့ရှိရင်ကျတို့ဒီချက်ပြောထားမှုတွေ factor ဆိုလို့ရှိရင် factor ဆိုတာနဲ့ကျတို့ဘာနဲ့ညီပေးရမလဲ0နဲ့ညီပေးရဟုတ်ပြီနော်ကျတို့ divider ဆိုလို့ရှိရင်အကျွင်းပေးထားလားရှာမယ်အကျွင်းပေးထားရင်အကျွင်းနဲ့ညီမယ်အကျွင်းမပေးထားရင်အကျွင်းရင်ဆုံးရှာမယ်အခု factor ဖြစ်တဲ့အတွက်ကြောင့်ကျတို့ဒီ0နဲ့တန်းပြီးတော့ညီပေးရုံပဲနော်ဒါဆိုလို့ရှိရင်ကျတို့ကအရင်ဦးဆုံးဘယ်လိုရေးပေးရမလဲဆိုတော့ factor ဖြစ်တဲ့အတွက်ကြောင့်ကျတို့ f4 plus 2ဆိုလို့ရှိရင်ကျတို့ဒီဘာလဲminus 2 okay f4 minus 2တချို့ equal to ဘယ်လောက်လဲ0 and ရှင်းပြီးတော့လဲတချို့တွက်လို့ရတယ်လို့မျိုးတစ်ခုချင်းစီအောက်မှာခွဲပြီးတော့လဲတွက်လို့ရတယ်ဒါအဆင်ပြေလို့တားလို့တွက်လို့ရတယ်เนาะနောက်တစ်ခုကကျတော့တချို့က 0 minus 2 sorry 0ချက်လောက်လဲ 0 minus 2 equal to 0 okay ဟုတ်ပြီအဲ့တော့တချို့ဒီ f4 minus 2ဆိုတော့ဒီမှာတချို့ f4h တုံးကh တွေဖြစ်တဲ့အတွက်ကြောင့် f4 minus 2ဆိုတော့ h တွေရဲ့နေရာမှာကျုံ minus 2တွေအစားသွင်းပေးရုံပဲဒါဆိုရင် minus 2 the whole 2 plus a into minus 2 the whole square minus 2 plus b equal to 0ဟုတ်လားဟုတ်ပြီနော် okay အဲ့တော့ကျတို့အဲ့ရနေပြီးတော့မှဒီကျတို့ဘာလုပ်ပေးရမလဲတစ်ခုချင်းစီပြန်ရှင်းမယ်ပေါ့နော်အဲ့တော့ minus 2ကိုကျတို့ဘယ်နှထပ်တင်မယ်ဆိုရင်3ထပ်တင်မယ်ဆိုရင်ဘယ်လောက်ရလဲကျတို့ minus 8ဟုတ်ပြီ minus 2နဲ့ထပ်တင်မယ်ဆိုရင် plus 4a နဲ့ညောက်တော့ plus ကျတို့ဘယ်လောက်လဲ plus 4a minus နဲ့ minus 2နဲ့ကျတို့ရှင်းမယ်ဆိုလို့ရှိရင်ဘာရလဲ plus 2 plus 2အနှုတ်နဲ့ဆိုရင်ကျတို့အပေါင်းဖြစ်သွားမယ် plus 2 plus b equal to ကျတို့ဘယ်လောက်လဲ 0ဒါဆိုရင်ကျတို့ရှင်းလို့ရတဲ့ကိန်းနဲ့ရှင်းမယ်ဆိုတော့ကျတို့ဒီ minus 8နဲ့ plus 2နဲ့ဆိုလို့ရှိရင် minus 4ဟုတ်လားဟုတ်တယ်နော် sorry minus 6 minus 6ဒါဆိုရင်ကျတော့ minus 8နဲ့ plus 2ဆိုရင် minus 6အဲ့တော့ကျတော့အရင်ဦးဆုံး 4a plus b equal to minus 8 plus 2ဆိုတော့ minus 6ကိုကျတော့ဟိုဘက်ပို့လိုက်တော့ဗာဆက်လဲ plus 6ဒါဆိုရင်ကျတော့နောက်တစ်ခုကျတော့ 0 minus 2တွက်ဖို့ကြံသေးတာကြောင့်ဒါကြီးဒီကျတော့စားလို့မပြတ်သေးဘူးလေဟုတ်လားတန်းပြီးတော့ပြင်မြန်တရားသူ့ကိုကျတော့ equation 1လို့ကျတော့သတ်မှတ်အဲ့ဒါပြီးတော့မှသာလေကျတော့နောက်တစ်ခုပါနဲ့တွက်မယ်
GR minus 2 GR minus 2 equal to 0 ဘယ်လောက်လဲ0 Okay ဒါဆိုလို့ရှိရင်ကျတော့ GR H နေရာမှာအစားသွင်းမယ်ဆိုတော့ကျတော့ GR H ဒီပါလဲ H2 plus BH square minus 5 plus 3A ဆိုတော့ကျတော့အဲ့ဒီကောင်ကိုအစားသွင်းမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကဲကျတော့ကြည့်ကြည့်အောင် H2 ဆိုတော့ကျတော့ minus 2 2ပဲတူပဲ minus 2 the whole power 3 ပြီးရင် plus b into 3ရဲ့နောက်မှာ h square ဆိုတော့ minus 2 the whole square minus 5 into minus 2ဟုတ်လားပြီးရင် plus 3 equal to 0ဟုတ်လားဒါဆိုရင်ကျတို့ကထပ်ညွှန်းနေရှင်းရအောင် minus 2 3နဲ့တင်တော့ကျတို့ minus 8ဒါဆိုလို့ရှိရင် plus 4b ဒါဆိုရင်ကျတို့ minus 5နဲ့ minus 2နဲ့ဆိုရင်လက္ခဏာနှုတ်နဲ့ဆိုတာအပေါင်းဆို plus နဲ့ပြီးရင် plus 3a equal to 0ပါတယ်0 okay ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကျတို့နောက်တစ်ခုကြည့်အောင်ဒါဆိုရင်ကျတို့က minus 8နဲ့ plus 10နဲ့ရှင်းမယ်ဆိုရင်တော့ကျတို့လက္ခဏာ plus ကကြည့်ရဆို plus 2ဟိုဘက်ကိုသွားမယ်ဆိုရင်ကျတို့ဘာရမလဲ 4b နဲ့ကျတို့က 3a နဲ့ကa ကိုကျတို့ရှေ့မှာထားမယ်နော် a နဲ့ b နဲ့ a ရမြင်လာဆိုတော့ 3a plus 4b equal to အပေါ်မှာနော်ဟုတ်ပြီ minus လောက်လဲ2ဒါဒီ equation ကျတို့ဘယ်လောက်လဲ2ရမလားဟုတ် okay အဲ့ဒါဆိုလို့ရှိရင်ဒီချက်တို့တစ်ချက်ကြည့်ကြည့်အောင် equation 1နဲ့2နဲ့ကိုရှင်းကြည့်ဒီမှာတစ်ချက်ဒီလိုနည်းနည်းစုံချုံလိုက်မယ်ဆိုရင်ဒီချက်တို့ဒီမှာ equation 1ကကြတော့ဒီချက်တို့ဒီကောင်လေး2ကကြတော့ဒီကောင်လေးအဲ့ဒီကောင်ကိုချက် a နဲ့ b နဲ့ရဖို့အတွက်ဘယ်သူ့ကိုအရင်ချိန်မလဲဆိုလို့ရှိရင်ကြိုက်တာအရင်ချိန်လို့ရတယ်ဒီချက်တို့ဒီတကယ်လို့ b ကိုချိန်မယ်ဆိုလို့ရှိရင် equation 1ကိုဘာနဲ့မြှောက်ပေးရမလဲဒီချက်တို့ b ကိုချိန်ခြင်းလဲဆိုရင် b ကိုချိန်မယ်ဆိုရင် equation 1ကို b ကိုချိန်မယ်ဆိုရင် equation 1ကိုဘာနဲ့မြှောက်4နဲ့မြှောက်ပေးရမယ်ဒါဆိုလို့ရှိရင် a ကိုချိန်မယ်ဆိုလို့ရှိရင်ဒီချက်တို့က equation 1 4နဲ့3ဖြစ်နေတဲ့အတွက်ကြောင့်4ကို3ဖြောင်းလဲလုပ်လို့မရအောင်3ကို4ဖြောင်းလဲလုပ်လို့မရအောင်ဒါဆိုသူတို့နှစ်ခုလုပ်လို့ရတဲ့ကောင်ပုံလုပ်လို့ရ4 3 4 7နဲ့3 4 4 7ပဲဒီချက်တို့လုပ်လို့ရမှာဟုတ်ဒါကြောင့်မို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ A ကိုချိန်မယ်ဆိုရင်ဒီချက်တို့ရှုပ်တယ်နှစ်ခုလုံးမြှောက်နေရမယ်ဒါကြောင့်မို့ကျွန်တော်လွယ်အောင်လို့ B ကိုပဲရင်ချိန်မယ်ဆိုတော့ equation 1ကိုဘာနဲ့မြှောက်ပေးမလဲ4နဲ့မြှောက်4နဲ့မြှောက်ပေးမယ်ဒါဆိုရင်ဒီချက်တို့ရေးပုံရေးညို့ကြည့်အခုတစ်ချက်ရေးတဲ့အတိုင်းပဲလိုက်မယ်နော်အဲ့တော့ equation 1ကိုချက်တို့ဘာနဲ့မြှောက်မလဲ4နဲ့မြှောက်မယ်ဆက်လိုက်ကြည့်မယ်နော်အဲ့တော့ equation 1ကိုအမြှောက်ချက်တို့4နဲ့မြှောက်4နဲ့မြှောက်လိုက်လို့ရှိရင်ဒီချက်တို့ဘာဖြစ်သွားမလဲ4 လေး16ဆိုတော့ 16a plus 4b4b equal to နောက်တစ်ခုက24 24 24 24ဘယ်လောက်ရလဲ24ဟုတ်ပြီနော်24ဒါဆိုရင်ချက်တို့ဒီ equation ကအဲ့မှာတားကြည့်ကြည့်လိုက်1နဲ့လည်းမတူတော့ဘူးခဏနေပြောင်းသွား2နဲ့လည်းမတူတော့ဘူးဆိုတော့အဲ့ဒီကောင်ကိုချက်တို့ equation 3လို့ထားပေးရပါမယ်ဟုတ်ပြီနော်ဒီကောင်ကဘာလို့ထားမလဲအဖြစ်ဖြစ်တဲ့အတွက်ကြောင့် equation 3လို့ထားပေးရမယ်အဲ့တော့ဟုတ်ပြီဒီချက်တို့လိုချင်နေဆိုတော့ equation 2နဲ့ရှင်းပါဆိုတော့ဒီအောက်ကိုလာပြီးတော့ဒီချက်တို့ equation 2ကိုဘာလုပ်ပြအောင်မလဲ2နဲ့3နဲ့ဘာလုပ်မှာလဲရှင်းပါရှင်းတဲ့အခါကျလို့ရှင်းချက်တို့ဒီခြေဖို့အတွက်ဆိုလို့ရှင်းဘာလုပ်ပြရမလဲအဲ့ equation 1နဲ့ equation 2နဲ့3နဲ့ကိုလက္ခဏာပြောင်းပြောင်းကြည့်ရနှုတ်ပေးရမှာပေါ့ဒီချက်ကိုပေါင်းမယ်ဆိုလို့ရှိရင် equation 2နဲ့3နဲ့ပေါင်းမယ်ဆိုရင်ချက်ကိုဘာဖြစ်သွားမှာလဲ8 8b ဖြစ်သွားမယ်ချက်ကိုမကြည့်ဝါဘူးကြည့်အောင်လို့ဆိုရင်ချက်ကိုနှုတ်မှရမှာဟောဟုတ်လားဟုတ်တယ်နော်အဲ့တော့ဟုတ်တယ်ဆိုတော့အဲ့တော့ချက်တို့ဒီဒီကောင်ကိုဘာလာလုပ်မလဲနှုတ်ပေးရမယ်ဒါဆိုရင်ချက်တို့က equation အဲ့တော့ဘယ်ကောင်နှုတ်မလဲ3တွေကဘာကိုနှုတ်မှာလဲ equation 3တွေက equation 2ကိုနှုတ်ပြရတယ်။ဘာလို့လဲဆိုတော့ချက်တို့3နဲ့2မှာဘယ်သူကပို့ပြီးတော့ကြီးနေလဲဆိုတော့3ကပို့ပြီးကြီးနေရလို့ချက်တို့ယူဆပြီးတော့ဘယ်ကောင်ကိုကြည့်လဲဆိုတော့ချက်တို့ဘေးနာညီညာချင်းကကောင်ကြည့်24နဲ့ -2 နဲ့ဘယ်သူကကြီးလဲချက်တို့24ကကြီးတယ်ဒါကြောင့်မလို့ချက်တို့က equation 3ရဲ့ဘာကိုနှုတ်ပေးရမလဲ2ကိုနှုတ်ပေးရမယ်ဟုတ်ပြီနော်ရမလားဒါဆိုလို့ရှိရင်ချက်တို့ကနောက်တစ်ချောင်းပြန်ရေးခြင်းရေးနောက်တစ်ချောင်းဆိုတာဒီကောင်ကိုနောက်တစ်ချောင်းရေးခြင်းမရေးခြင်းဘူးဆိုလို့ရှိရင်ချက်တို့ဘာလုပ်ပေးရမလဲဒီကောင်ကို2ကိုလာရေးလိုက်လေချက်တို့ရတယ်ရမလားဟုတ်ရမယ်နော်ဒါဆိုရင်ကျတို့ကဘယ်လောက်လဲ sorry ချက်အဲ့တော့ 3a plus 4b equal to minus 2ဒါဒီ equation လောက်လဲ2ဟုတ်လားအဲ့တော့အဲ့ဒီကောင်ကိုဘာလို့ပေးလိုက်မလဲကျတို့
နှုတ်ပေးလိုက်မနှုတ်မယ်ဆိုတော့အောက်ကကောင်အကုန်လုံးလက္ခဏာဘာလုပ်ပေးရမလဲလိုက်ပြောင်းပေးရမယ်ပြောင်းမြန်ပေါ့နော်အပေါင်းဆိုရင်အနှုတ်ဆိုရင်ကျတော့ပါလေအပေါင်းဆိုပြီးပြန်ပြီးတော့ပြောင်းမြန်ပေါင်းပေးရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးရေးချင်နေရတယ်မရေးချင်ဘူးဆိုလို့ရှိရင်လည်းတစ်ချက်ဒီမှာတစ်ခုတစ်ဆက်ထပ်ပြမယ်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းရေးချင်တယ်ဆိုရင်တစ်ချက်ဒါလေးဖြတ်လိုက်မယ်နော်ရေးတာတော့မခက်ပါဘူးတစ်ချက်နည်းနည်းရှင်းအောင်လို့ပေါ့နော်နှစ်ခုနဲ့အဲ့တော့ equation 3က equation 2ကိုနှုတ်မယ်ဆိုရင် equation 3ကကျတော့ဘယ်လောက်လဲဒီအောက်မှာရေးမယ်60 plus ပြန်ရေးတာ 4b equal to 24 equation 3ဟုတ်ပြီ 60a sorry အဲ့တော့ a ကျန်ခဲ့တယ်နော်တစ်ချက်အဲ့တော့ 60a ဟုတ်ပြီနောက်တစ်ခုကျတော့ equation 2ကဘာဖြစ်မလဲကျတော့ 3a plus 4b equal to -2 3a plus 4b equal to -2 ဒါဒီ equation ဘယ်လောက်လဲတစ်ချက်တော့2 okay ဟုတ်ပြီအဲ့ဒါဆိုရင်တစ်ချက်တို့ဒီနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်လက္ခဏာပြောင်းမယ်အပေါင်းကိုအနှုတ်အပေါင်းကိုအနှုတ်အနှုတ်ကိုအပေါင်းတော့ 4b နဲ့ 4b နဲ့ကကြည်သွားမယ်နှုတ်လိုက်တော့16တည်းက3နှုတ်မယ်ဆိုတော့ချက်တို့ဘယ်လောက်ကျန်မလဲ 73a လက္ခဏာကတော့ချက်ဒီအပေါင်းကကြီးတာဖြစ်တဲ့အတွက်ကြောင့်လက္ခဏာအဖြေကအပေါင်းနဲ့ပဲထွက်မှာပေါ့24တည်းက2ကိုနှုတ်မှာလားပေါင်းမှာလားချက်လက္ခဏာပြောင်းလာတယ်ဆိုတော့ပေါင်းရမှာပေါ့20နဲ့မှဘယ်လောက်ကျန်လဲ26ဟုတ်လားဟုတ်26အဲ့တော့26 okay ဒါဆိုလို့ရှိရင်ဒီချက်တို့ဒီ A ကိုလိုချင်တော့ဘယ်လောက်ရမလဲ A က2 73A 73နဲ့26ကိုဒီချက်တို့73နဲ့ဘာလုပ်ပြရမလဲစားပြရမယ်73နဲ့4ချက်တို့26ရမလားဟုတ် okay ဒါဆိုရင်ကျတို့ A ရသွားပြီအဲ့တော့ကျတို့ဒီရလာတဲ့ SUB substitution ကိုအစားသွင်းအောင်ကျတို့အတူကောက်ယူရနော် SUB ဆိုပြီးတော့ရလာတဲ့ A တန်မိုး2ကို in equation စိုက်တဲ့ကောင်မှာတာသွင်းလို့ရတယ်1မှာသွင်းပါလားရတယ်1မှာကျတော့ခဏမများတဲ့ကောင်မှာသွင်းမို့ကျ equation 1မှာသွင်းလိုက်မယ် equation 1ကကျတော့ဘယ်လောက်ရခဲ့ရလဲဆိုတော့ 4a plus b equal to 6ဆိုတော့ a နေရာမှာ2လို့စာသွင်းမယ် plus 6 equal to sorry plus b equal to 6ပါမယ်6ရမလားတာဟုတ် okay အဲဆိုရင်ဒီချက်တို့ကလိုချင်တာ b ဖြစ်တဲ့အတွက်ကြောင့်4နဲ့လီတာကဘယ်လောက်လဲချက်မြောက်လိုက်တော့8 equal to 6ဒါဆိုရင် b equal to 6တဲကပေါင်းတော့8ကအပေါင်းဖြစ်မှာငါနှုတ်မယ်ဆိုတော့ဒီဘယ်လောက်ရလဲဒီတန်မိုးဒီ -2 ဟုတ်လားရမလားဟုတ်ရမယ်နော် okay အဲ့တော့ဒီချက်ပြပြမယ်အခုဒီချက်တို့ရဲ့အဖြေကသားဒီအဲ့တော့ဒီချက်အမြဲတမ်းပြောရပေါ့နော်ဒီချက်ကလေးမနစ်ကကလေးအဟောင်းနေဆိုရင်တော့သိပါတယ်ဒီချက်တို့ဒီ answer ဒီချက်တို့ဒီ A တန်မိုးဒီချက်တို့ခဏဘယ်လောက်ရလဲ A တန်မိုးက2 B တန်မိုးဒီ -2 အဲ့ဒီကိုဖြေမှန်မှန်ဒီချက်တို့ကသူများနဲ့သွားတိုက်စရာမလိုဘူးကိုယ့်ဘာသာကိုကြိုက်တဲ့ equation မှာအပေါ်မှာ equation 3ချောင်းရှိရဒီချက်တို့ကြိုက်တဲ့ equation မှာဒါ A နဲ့ B အဖြေတန်မိုးထည့်ကြည့်လိုက်နော်အဲ့ဒါကိုသိလားပမိုင်းအဲ့ဒါကိုသိလားဟုတ်သိလားဘယ်မှာထည့်မှာသိရချင်းဘယ်ကောင်ရလို့ရှိရင်ကိုဖြေမှန်လဲအကျွင်းပြန်ရတယ်အကျွင်းပြန်ရလားမကြည့်တစ်ချက်ပြမယ်ဒီလိုကြည့်မယ်အခုတစ်ချက်တို့အခုရခဲ့တာက A ရ2 A က2 B ရB က-2 equation 1 2 3 3ယူရချက်1မှာပဲတွင်းကြည့်မယ်4 into A နေရာမှာ2စသွင်းလိုက်မယ် plus B နေရာမှာ -2 စသွင်းလိုက်မယ်ရှင်းကြည့်လိုက်4နဲ့4 8 minus တရား -2 ပေါ့နော်ဒါဆိုရင်ဟုတ်6ဒါလေးနော်-2ရှင်းလိုက်မယ်ဆိုရင်ဒါ -2ဆိုဘယ်လောက်လဲ +6ဘေးနာအကောင်နဲ့ကိုကရှင်းလိုက်လို့သွားညီနေတယ်ဆိုရင်ကြိုက်တဲ့ equation မှာတွင်နော်ဘေးကညီမချင်းဘေးကကောင်တစ်ဖက်ကကောင်နဲ့သွားညီနေတယ်ဆိုလို့ရှိရင်ဒီချက်တို့တွက်ထားလို့ရတဲ့ A တန်မိုးနဲ့ B တန်မိုးနဲ့အဖြေကမှန်ပါတယ်အဲ့တော့တကယ်ချင်းရင်ငါဖြေမှန်လားဒီချက်သားဖြေမှန်လားဒီချက်ဦးနဲ့တော့လာတိုက်စရာမလိုဘူးအဲ့လိုမျိုးပြန် check လုပ်လို့ရှိရင်ကိုဖြေမှန်မှန်သိရတယ်စာမိုးဝဲရောက်တဲ့အခါကြာလို့ရှိရင်လည်းအဲ့ဒါလေးကိုပြန် check လုပ်ကြည့်အဲ့လိုမျိုး ADB တွေမသိကိန်းရှာခိုင်းနေ equation တွေနဲ့တွေ့ရတဲ့ပုံစံမျိုးဆိုရင်အဲ့လိုပြန် check လုပ်ကြည့်ပါနော်ရမလားဟုတ်ရမယ်နော်โอเคပမိုင်နားမလဲပိုင်းရှင်ဒီချက်ကိုပြန်မေးပါဘယ်နာပြန်ရှင်းပြပြရမလဲရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ချက်အဲ့ဒါလေးလောက်တွက်ကြည့်ပေးပါနော်အရင်ဆုံးဟုတ်